သူများထက်ခေါင်းတစ်လုံးတာစီမဲ့နီးငါမျိုးလူတွေခဏခဏပြောကြတာကသူများထက်ခေါင်းတစ်လုံးတာကျင်တယ်ဆိုတဲ့အကြောင်းပါသူများထက်လှုပ်ချင်တယ်ကိုင်းချင်တယ်ပိုတော်ချင်တယ်ပိုအောင်မြင်ချင်တယ်ပေါ့ဗျာအခြားလူတွေထက်ပိုတော်အောင်ပိုထက်အောင်လှုပ်ချင်ရင်တော့သူများတွေမလုပ်တဲ့နီးလန်းတွေကိုကျင့်သုံးတတ်ဖို့လိုပါတယ်ကျွန်တော်ဖတ်မှတ်လို့ရသမျှနီးလန်းလေးတွေကိုမျှဝေပေးလိုက်ပါတယ်နံပါတ်1လက်ရှိအခြေအနေကိုသိပါကိုဘွားဟာပကတိဘလို့အခြေအနေမှာရောက်နေတယ်ကိုစိတ်ဟာလက်ရှိဘလို့အခြေအနေရှိတယ်ကိုဘွားမှာဘာလို့ခြင်းလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိဖို့လိုပါတယ်ကိုဘလို့အခြေအနေရောက်နေတယ်ဆိုတာမသိခဲ့ဘူးဆိုရင်ဘယ်အခြေအနေထိရောက်အောင်ဆက်သွားရမယ်ဘလောက်ကြိုးစားအားထုတ်ရမယ်ဆိုတာလည်းသိမှာမဟုတ်ပါဘူးဘလောက်ဆက်သွားရမယ်ဆိုတာမသိရင်တခြားသူတွေထက်ကိုတာမတာဆိုတာလည်းတိုင်းတာလို့မရတော့ပါဘူးခေါင်းလုံးတာဖို့မဆိုနဲ့အောင်ကိုတော်မှဘယ်ရောက်မှမသိဖြစ်နေမှာပါဒီတော့ကိုဘယ်အခြေအနေဘယ်အဆင့်တန်းဘယ်ရာထူးဘလောက်လောက်စာဘလောက်သုံးငွေဘလောက်စုငွေစတာတွေကိုသိထားဖို့လိုပါတယ်ဒါတွေသိထားရင်ဘလောက်ဆက်သွားရမယ်ဆိုတာပေါ်လာပါပြီနောက်တစ်ခုကလက်ရှိစိတ်အခြေအနေပါကိုယ့်ရဲ့စိတ်အခြေအနေကအတိတ်သို့မဟုတ်အနာဂတ်မှာပဲရှိနေပြီးလက်ရှိအချိန်ကိုစိတ်မကပ်နိုင်ရင်တော့အာယုံစူးစိုက်ဖို့ခက်ပါလိမ့်မယ်အာယုံမှမစူးစိုက်နိုင်ရင်အောင်မြင်အောင်စူးစမ်းဖို့ဆိုပိုခက်ပါလိမ့်မယ်သူတပါးထက်တာခြင်းရင်လက်ရှိစိတ်အခြေအနေကိုလက်ရှိအနေအထားနဲ့ကိုက်ညီအောင်ဓာတ်ထပ်ဖို့လိုပါတယ်နောက်အရေးကြီးတာကတော့အိမ်မက်ပန်းတိုင်းမှာကိုဘွားမှာဘာလို့ခြင်းနဲ့ဘာဖြစ်ခြင်းလဲဆိုတာတည်တည်ချာချာမသိထားရင်ကိုသူများထက်ခေါင်းတစ်လုံးတောင်စူးစမ်းလဲအချီးနှီးပါပဲမလိုအပ်တဲ့နေရာမှာခေါင်းတစ်လုံးသွားတာတယ်လို့ဖြစ်နေမှာပါကိုကအင်ဂျင်နီယာဖြစ်ချင်ပြီးဈေးပညာမှာသူတပါးထက်တော်အောင်လုပ်နေရင်အချိန်ကုန်တာပဲအဖက်တင်ပါလိမ့်မယ်ကိုတကယ်ဘာဖြစ်ချင်လဲဆိုတာသိအောင်လုပ်ပါတချို့ကဝန်ထမ်းဘဝမှာလာစားနဲ့ယာရုတက်ဖို့အတွက်ပဲဦးစားပေးနေကြပါတယ်အချိန်နှောင်းတော့မှကိုလှုပ်ချင်တာမလှုပ်ဖြစ်ခဲ့လို့နောင်တရတက်ကြပါတယ်ကျွန်တော်ကိုစာဖတ်မိတ်ဆွေတွေကဘဝအခက်ခဲတွေမေးကြရင်အများဆုံးမေးတာတစ်ခုကဆရာကျွန်တော်ဘယ်လို့ရှောက်ရမလဲဆရာကျမဘလို့တင်တန်းမျိုးတက်ကမလဲစသဖြင့်မေးတတ်ပါတယ်ဒီလိုမေးတိုင်းကျွန်တော်ကတော့ကိုဘာဖြစ်ချင်တယ်အရင်ပြန်မေးပါတယ်ပြီးမှတက်တဲ့တင်တန်းတွေအလုပ်တွေအကြံပေးဖြစ်ပါတယ်လူတော်တော်များများကိုတကယ်ဘာဖြစ်ချင်တယ်ဆိုတာအမှန်တကယ်ရှင်းရှင်းလင်းလင်းမသိတာများပါတယ်တခါတလေကြတော့လဲသိပေမဲ့ထိုမပြောတာကြတော့ပြောထွက်ဖို့စွန့်အားနေတတ်ပါတယ်ဒီတော့သူတစ်ပါးထက်တာချင်းကိုဘာဖြစ်ချင်တယ်ဆိုတာအရင်ရှင်းရှင်းလင်းလင်းသိပြီးမှတာဖို့ဆက်ကြိုးစားပါနံပါတ်2တင်ယူလေ့လာပါလေ့လာခြင်းတင်ယူခြင်းဟာသူတစ်ပါးထက်တာဖို့အရေးကြီးတဲ့အချက်ပါကိုမလေ့လာမတင်ယူဘဲနဲ့တခြားသူထက်တာမသွားပါဘူးကိုဘာဖြစ်ချင်တယ်ဆိုတာသိပြီဆိုရင်ဘယ်ဟာကိုလေ့လာရမယ်ဆိုတာရှင်းရှင်းလင်းလင်းပေါ်လာပါလိမ့်မယ်ဒီအရာတွေကိုအချိန်ပူပေးပြီးလေ့လာလိုက်ပါစမ်းစစ်လေ့လာသူတွေကတော့ပညာရပ်တစ်ခုခုကိုနိုင်1000ကျော်လေ့လာရင်ကမ္ဘာအဆင့်မီပုံကိုတယောက်သို့မဟုတ်ဒီပညာရပ်မှာတစ်ဖက်ကန်းခက်ကျွမ်းကျင်တဲ့သူတယောက်ဖြစ်နိုင်တယ်လို့ဆိုကြပါတယ်ဒီတော့ကိုပြန်စစ်ကြည့်ပါကိုတင်ယူရမယ့်အရာတွေကိုတကယ်အချိန်ပေးပြီးတင်နေရဲ့လားသူများထက်မသာသေးဘူးလို့ထင်နေရင်ကိုတင်ယူတာနိုင်1000တောင်ရှိရလားပြန်မေးဖို့လိုပါတယ်ဖြစ်နိုင်ရင်ကိုယ့်ရဲ့တိုးတက်မှုကိုပံ့ပိုးနိုင်တဲ့စာအုပ်တွေတစ်ပတ်ကိုတအုံလုံးဖတ်ပါအနည်းဆုံးတစ်လောက်ကိုတအုပ်တော့ရအောင်ဖတ်ပါကိုဘာတွေကိုလေ့လာရမလဲဆုံးဖြတ်ပါပြီးရင်တကယ်လေ့လာပါအခြားသူတွေစီကတင်ယူစရာရှိရင်တင်ယူပါလူတော်တော်များများကဒီလိုရှင်းရှင်းလင်းလင်းမတတ်မှာပဲသူများဖတ်တာလိုက်ဖတ်သူများတင်တာလိုက်တင်လှုပ်တတ်ကြပါတယ်တော်တဲ့ကိုမြေပုံမပါပဲအတင်းရောက်ချင်စောနဲ့ဇွတ်တိုးဝင်နေတယ်လို့ပါပဲအခြားလူတွေကမြေပုံအသီးသီးနဲ့ရှေ့ဆက်သွားလို့တောနဲ့လာတဲ့အခါကိုကတောထဲမှာပဲတဝဲလေလေကြံခဲ့ပြီးဘာလို့ရမှန်းမသိဘာတင်ရမှန်းမသိဘယ်သွားရမှန်းမသိဖြစ်ကြံခဲ့ပါလိမ့်မယ်ဒီတော့ကိုသူတစ်ပါးထက်တာဖို့ဆိုတည်တည်ချာချာလေ့လာသင်ယူဖို့လိုအပ်ပါတယ်နံပါတ်3ခွန်အားစိုက်ထုတ်ပါကိုကတခြားလူထက်တာခြင်းရင်တခြားလူထက်တာတဲ့ခွန်အားစိုက်ထုတ်မှုမျိုးရှိရပါမယ်ကိုကဆယ်စားတာခြင်းနေရင်ဆယ်စားခွန်အားစိုက်ထုတ်မှုမျိုးရှိနိုင်ရပါမယ်ဆယ်စားတော့အောင်မြင်ခြင်းပြီးငကိုအတိုင်းလေးပဲလုံနေရင်တော့လိုချင်တဲ့ပန်းနိုင်ကဟိုးဝေးကြီးမှာပဲရှိနေပါသေးတယ်ပန်းနိုင်ကရွေသွားတာတော့မဟုတ်ပါဘူးကိုတိုင်ကမရွေသေးတာပါတကယ်လုပ်တယ်ဆိုတာမလိုအပ်တဲ့အခြားနှောက်ယှက်တွေကိုဖယ်ရှားတာကိုလည်းဆိုလိုပါတယ်ကို့အိမ်မက်နဲ့မဆိုင်တဲ့အလုပ်တွေလုပ်ခြင်းပျော်ပါနေခြင်းတွေဟာလည်းတိုးတက်ဖို့အတွက်အနှောက်အယှက်တွေပါပဲဒီနှောက်ယှက်မှုတွေကိုဂရုတစိုက်ဖယ်ရှားနိုင်ရပါမယ်ကိုကသူများအတင်းတွေသတင်းတွေကိုရှာဖွေဖတ်ရှုနေပြီးတိုးတက်အောင်မြင်နေခြင်းရင်တော့ဘလို့မှဖြစ်နိုင်မှာမဟုတ်ပါဘူးကိုကဒီလိုအတင်းတွေသတင်းတွေရှာဖွေဖော်ပြဖို့အတွက်ကဘဝရဲ့ရမှန်းချက်ဆိုရင်တော့ဖြစ်နိုင်ပါတယ်နံပါတ်4အကူအညီယူပါကိုလေ့လာမယ်ဆိုရင်တကယ်လေ့လာလိုက်ပါတကယ်ခွန်အားစိုက်ထုတ်လိုက်ပါဖြစ်နိုင်ရင်
ကိုယ့်ကိုတင်ပေးနိုင်တဲ့ဆရာတွေစီချင်းကပ်ပါနေယူပါလေးကျင်ပါကျွန်တော်တို့မှာကိုယ့်ဘာသာကိုတင်ယူနိုင်တဲ့အကန့်အသတ်ဆိုတာရှိကြပါတယ်ဒီအကန့်အသတ်ရောက်လာရင်ကိုယ့်ဘာသာကိုတင်နေလို့ဆက်မတိုးတတ်နိုင်တော့ပါဘူးအခြားတည်သူတက်သူတွေစီကအကြံဉာဏ်တောင်းရင်တောင်းတစ်ဖက်ခံရင်ခံလုပ်ရပါမယ်ဒီလိုမှကျွန်တော်တို့ရဲ့ဘဝတွေခွန်အားစိုက်ထုတ်တဲ့လောက်အကျိုးများပြီးသူများတွေထက်တာလွန်မှာပါနံပါတ်5ပြောတဲ့အတိုင်းလုပ်ပါကိုအောင်မြင်အောင်လုပ်မယ်ဆိုရင်အောင်မြင်အောင်တကယ်လုပ်ပါကိုဒီစာအုပ်ကိုဖတ်မယ်ဆိုရင်တကယ်ပြီးအောင်ဖတ်ပါကိုဒီအလုပ်ကိုလုပ်မယ်ဆိုရင်တကယ်ထိမိမိဖြစ်အောင်လုပ်ပါကိုပြောလိုက်တဲ့စကားနဲ့ကိုလုပ်တဲ့အလုပ်ကိုထပ်တူကြပါစေဒီလိုလုပ်နိုင်ရင်ကိုလည်းကိုအားရကျင်တတ်ပြီးစိတ်ပျော်ရွှင်လာပါလိမ့်မယ်စိတ်ပျော်ရွှင်နဲ့တစ်ခုပြီးတစ်ခုလုပ်နိုင်ရင်သူတစ်ပါးထက်တာလွန်လာပါလိမ့်မယ်တစ်ခုမှတ်ထားရမှာကကိုယ့်ရဲ့အရေးအချင်းနဲ့အကန့်အသတ်ကိုအတိတ်ပေါ်မူတည်ပြီးပုံမချထားပါနဲ့အရင်ကမလုပ်ဘူးလို့မလုပ်တတ်ဘူးဆိုအခုလုပ်ကြည့်ပါအရင်ကမတင်ဘူးလို့မသိဘူးဆိုအခုတင်ကြည့်ပါကိုကဒီထက်ဆက်လက်ဖွံ့ဖြိုးနိုင်ပါတယ်ဒါကိုမမေ့ပါနဲ့ဒီလိုလေးအတွေ့အကြုံရှိထားရင်ဖွံ့ဖြိုးတဲ့ဖွံ့ဖြိုးအောင်ကြံစည်ပါလိမ့်မယ်ကြံစည်တဲ့အတိုင်းလိုက်လုံနိုင်ရင်တကယ်ဖွံ့ဖြိုးလာပါလိမ့်မယ်တိုးတက်လာပါလိမ့်မယ်သူများထက်တာလွန်လာပါလိမ့်မယ်